ပိုင်း6ပြီခွဲပြန်တာရလဲညတွေချာမတဲ့ညလုံးနေချင်းကြားမောင်လို့ပါနော်နေတော့ရမငါချက်စားရလဲတော့ကောင်းရလဲချင်းနေဖြစ်ချင်တကယ်ချင်းမင်းနာထားမို့နာထဲမှာဒီလုံးနဲ့ကြားရောက်လို့ဖြစ်သမျှအပြတ်သမျှတော့တချင်းလို့ဆိုမိုက်ခရိုဖုန်းရှိမှချလို့ all baby hello ယူပါပြီးချုပ်လာတယ်ရှုမလာဖြစ်ရအောင်သိချခြင်းတော့လည်းရန်ကူလို့နားမလဲပဲကုသခြင်းလှုပ်ရှားရုံကန်နေတာလူဘွားဖြစ်ငါသက်ကကဘာတော့ကလာစိတ်ကိုရှာဖွေရင်သူတာတဲ့ဘဝကိုသူစစ်ဖြစ်ချင်တဲ့ဖြစ်ရမယ့် generation ကောင်းနိုင်ရစာဆုံးရကောင်းတယ်ပြာတော့ချီမနေတာထိုင်တာရှိလားပထမသူရယူပါလိုက်တာပါမင်းလာတယ်ဘာလို့မလဲပြောမင်းမချရတာမရှုပ်ပါနဲ့တော့ဘာလို့က86ဖို့ဆွဲနေဖို့နောက်တစ်ခေါက်တော့လည်းနဲ့အောင်ဘာလို့မလဲပြောမင်းမချရတာမရှုပ်ပါနဲ့တော့အားလုံးက86ဖို့ဆွဲနေဖို့နောက်တစ်ခေါက်တော့လည်းနဲ့အောင်ကြောင်းနေရွယ်အမေရဲ့ချိန်လုံးစူရင်ကြောင်းချူစားရတိုင်းတော့ရှေ့ရဲ့ဒီရွယ်မခံပြီးဘူးဆိုစူရင်ကြောင်းတော့ယူတော့ထိုးလာတယ်မာလာတယ်လက်လက်လည်းမဖောက်ဘူးလက်ဟောက်လည်းမရှောက်ဘူးကိုလိုက်ယူဘူးရှင်းတဲ့ချစ်တဲ့ကိုချစ်တယ်ပေးစတူတော့ကတော့မပြောဘူးဒီမှာလည်းမရှိတော့တွေကိုစိတ်ကြိုက်တာတော့ဒါဒီမှာထုတ်နေတဲ့စိုက်ခါငါတို့ရဲ့မလက်ဖြတ်တွေထွက်စလာရဲ့နောက်ခွဲမှာအောင်ပြမှုစောင့်နေတယ်ရတူတွေနဲ့ဟိုးဝေးကိုချောက်နေတယ်တော့လာတော့မရှောက်ပန်းတိုင်ကိုရောက်ရမယ်ပုံချနေတယ်ပြီးတော့စိတ်ဓာတ်ပြေစွာဖြစ်တယ်နောက်တစ်ခေါက်လောက်တဲ့အောင်ကျူးစားတိုင်းစင်မပြေတတ်လို့နေစားတဲ့ကချာနာတမြောင်ကလည်းရဲ့နောက်လို့ပထမသူရယူပါဒီမိုင်းမတင်ရတယ်လောကပထမသူရယူပါတော့တော့ကကိုတင်ကိုတော့လိုက်တဲ့ကြားချင်းမိုင်းပြန်မိပါတယ်ချင်းမိုင်းထောင်ထားတဲ့ကြားမောင်ဟာဘိုးကြီးပြန်မိပါတယ်ကောင်းပါလေပွဲရတော့ဟဲ့ကျောင်းသားအောင်းလိုက်တာဝိဇ္ဇာမပါဝိထိုးရတယ်ကျောင်းမောင်အာဝိနော်ဘိုးကြီးပြန်ရတယ်ဘိုးကြီးမှားလာတယ်ကျောင်းသားပုတ်တယ်အာရပါပဲကျောင်းသားတို့ကတော့ point မှတ်ကိုရောက်သွားပြီနော်တို့မယ် point 8ပါဝိဇ္ဇာမပါဝိထိုးရတယ်ဒီမကြီးကိုတင်ကိုကောင်းပါနော်ဒီမကြီးကိုတင်ကိုဝိဇ္ဇာမပါဝိထိုးရတယ်ကျောင်းမောင်ကိုတင်ကိုလွတ်ကျုပ်ပဲနော်တတရာပဲကျောင်းမောင်ပုတ်ထားပါတယ်ကျောင်းမောင်သာပင်ပါကျောင်းမောင်ထိုးတယ်ဘိုးကြီးဝိမာလာတဲ့ကျောင်းသားဟုတ်တယ်ကျောင်းမောင်မိတော့မိတယ်မိုက်တယ်ဖြစ်သွားပါတယ်ဘိုးကြီးသာပင်ပါဟမ်ဒီလိုဟမ်ဆင်းရကောင်းတယ်ကျောင်းမောင်ပုတ်တယ်ထိပ်ပါတယ်နော်ကြပါတယ်ကြွိုက်ထိုးရတယ်ကျောင်းသားတော်ထုတ်ပြလိုက်ဘိုးကြီးမာတယ်ကျောင်းသားနဲ့ကျောင်းမောင်လူတယ်ဘိုးကြီးစာပြင်ပါနော်ဘိုးကြီးထိုးရတယ်ချင်းမကြီးရတယ်ချင်းမကြီးကိုတင်ကိုပါပဲကျောင်းသားမိတော့မိတယ်ချော်သွားပါလေနော်ဘိုးကြီးစာပြင်ပါပြီးလုံးမဲလားဆိုတာကြည့်ရမယ်နော်ဘိုးကြီးထိုးတယ်ကျောင်းမောင်တော့ထုတ်လိုက်ချင်းမကြီးမားတယ်ကျောင်းမောင်ပေါက်တယ်ကောင်းပါတော့ကွာကျောင်းမောင်ချင်းမကြီးစာပြင်ပါချင်းမကြီးထိုးရတယ်ဘိုးကြီးခေါင်းလေးနဲ့ထုတ်လိုက်ပြီးဘိုးကြီးမားလာတယ်ကျောင်းသားပေါက်တယ်ချင်းမကြီးပြန်ရတယ်ချင်းမကြီးကိုတင်ကိုအိုးကောင်းပါလေချင်းမကြီးဘိုးသားပါဝေးထိုးရတယ်ကျောင်းမောင်တော်ထောက်လိုက်ပြီချင်းမကြီးမားလာတယ်ကျောင်းမောင်ပုတ်တယ်တာရပါပဲကျောင်းမောင်ကလည်းကောင်းပါလေပွဲကပြီးဆုံးသွားပါပြီနော်